ပြင်ဦးလွင်ကအင်ကြီးနဲ့မီးပုံးဖြူကိုနောင်ဟာသူ့ရဲ့ရှားပါတဲ့အားလက်ရက်မှာပြင်ဦးလွင်ကိုအလဲသွားဖို့ဆုံးဖြတ်လိုက်တဲ့အေးမြတဲ့လေကိုရှူရှိုက်ပြီးတောင်တန်းတွေကြားကလှပတဲ့မြို့လေးမှာစိတ်လန်းဆန်းမှုပေါ့ဒါပေမဲ့သူမသိသေးတာကဒီခီးဟာသူ့ဘဝမှာဘယ်တော့မှမေ့မရနိုင်တဲ့အကြောက်တရားကိုယူဆောင်လာမယ်ဆိုတာပါညက်နက်တန်ကောင်းကအင်ကြီးညက်နက်တကောင်အချိန်ကိုနောင်ဟာပြင်ဦးလွင်ရဲ့ဟောင်းနှွမ်းနေတဲ့လမ်းကြောင်းတစ်ခုမှာလမ်းပြောက်နေတဲ့ရုတ်တရက်မြင်လိုက်ရတာကတစ်ပုတ်ပုတ်နဲ့ဥယျာဉ်ခြံစည်းရိုးပါတဲ့အင်္ဂလိပ်ခက်ကြားအင်ကြီးတစ်လုံးဘာကြောင့်မှမသိသူ့ခြေထောက်တွေဟာအဲ့ဒီအိမ်ဘက်ကိုသူ့အလိုလိုလှမ်းသွားနေတယ်မီးပုံးဖြူနဲ့ကလေးအိမ်ထဲဝင်တဲ့အခါဖုံတွေပင့်ကူအိမ်တွေနဲ့ပြည့်နေတဲ့အခန်းထဲမှာရှေးဟောင်းနာရီကြီးက12နာရီကိုတီတီတာတာထိုးလိုက်တယ်ဒါပေမဲ့ပို၍ထိတ်လန့်စရာကထောက်မှာဖြူဘက်ဖြူရော်နဲ့မီးပုံးလေးကင်ပြီးရက်နေတဲ့ကလေးငယ်တစ်ယောက်အတန်အတိုးဦးလေးနဲ့ကစားချင်တယ်ကလေးဟာအိမ်ရဲ့အပေါ်ထက်ကိုညွန်ပြပြီးပြုံးနေတဲ့ကိုနောင်ရဲ့ခန္ဓာကမထိန်နိုင်ပဲလိုက်သွားမိတယ်အပေါ်ထက်ကပြတင်းပေါက်ကနေသူမြင်လိုက်ရတာကအောက်မှာမီးပုံးဖြူလေးနဲ့အတူကလေးရဲ့အလောင်းကိုတစ်ပင်မှာချိတ်ထားတဲ့မြင်ကွင်းမှာမနက်မိုးလေးနဲ့အခါကိုနောင်ကိုအင်ကြီးရဲ့ဥယျာဉ်မှာတတိလစ်လဲနေတာတွေ့ရတယ်ဒါပေမဲ့သူ့လက်ထဲမှာမီးပုံးဖြူလေးတစ်လုံးအပြည့်အဝစုပ်ကင်ထားနေတယ်ပြင်ဦးလွင်ရဲ့ဒီအင်ကြီးမှာလွန်ခဲ့တဲ့50နှစ်ကမိသားစုတစုရဲ့ဝမ်းနည်းပွဲအဖြစ်ဖုံးကွယ်ထားတယ်ဆိုတာဘယ်သူမှမသိတော့ပါဘူး